အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်တို့ဆိုကြီးကားရှိုးရုံးမှာပြန်လဲကြိုဆိုလိုက်ပါတယ်ကျွန်တော်ကတော့ Chan 8ကိုပဲဖြစ်ပါတယ်ခင်ဗျာကဲကျွန်တော်တို့ရှိမှာ AC .3 လေးတွေကျွန်တော်ဒီစီးလိုက်ပြပေးပါမယ်ခင်ဗျာကဲဒီကောင်လေးကတော့ Nissan AD1 နွားကြီးဖြစ်မယ် H10 ရန်ကုန်လိုင်စလေးနဲ့ရမယ်နီနက်လေးတော့ပါပါမယ်ခင်ဗျာကျွန်တော်ပါဝါ2ပေါက်ကိုပါဝါ4ပေါက်ပြန်ဖွင့်ပေးထားပါတယ်နော်ဒါအတွင်းကန်းကို2တုံးလေစာလေးနဲ့ရမယ်မှန်ချိန်မီးချိန်မှန်ချိုးမှခောက်တွေလည်းရပါမယ်ခင်ဗျာရောင်းချပေးမယ့်ဈေးနှုန်းလေးက688သိန်းနဲ့ရောင်းချပေးမှာဖြစ်ပါတယ် TV back camera လည်းပါပါမယ်ခင်ဗျာကားလေးလည်းတော်တော်လေးအတွင်းပိုင်းလေးတော်တော်လေးတန့်ပါတယ်နော်တောင်းရင်8လေးဖြစ်ပါမယ်ခင်ဗျာကဲဒီဘက်ကNissan Max လေးကတော့2006 model လေးဖြစ်မယ်အင်ဂျင်ပါဝါ 1300cc လေးဖြစ်ပါမယ်ခင်ဗျာတောက်ချောင်းနဲ့လေးဖြစ်ပါမယ်ခင်ဗျာရောင်းချပေးမယ့်ဈေးနှုန်းလေးက658သိန်းနဲ့ရောင်းချပေးမှာဖြစ်ပါတယ်အဲဝန် digital ဖြစ်မယ် smart key လေးပါပါမယ်ခင်ဗျာ Kia Auto 2 man လေးနဲ့ရရှိပါမယ်အတွင်းကန်းကိုလေဆာစွတ်တွေစုပ်ပေးထားပါတယ်ခင်ဗျာ line ပလက်လေးပါပါမယ်ကာလာဘလက်လေးပါတောင်းရင်စစ်လေးပါခင်ဗျာကနေ့စမလေးပြီးသွားပြီဆိုတော့ဒီဘက်က GT1 လေးရကျွန်တော်ရောင်းပြီးသွားပြီဒီဘက်က Reddit ခေါင်မြင့်မြင့်အတွင်းကန်းကြည်ကျယ် Reddit လေးရှိပါမယ်ခင်ဗျ2008 model မီဒီမီကဖောင်းပါမယ်ရောင်းချပေးမယ့်ဈေးနှုန်းလေးက888သိန်းနဲ့ရောင်းချပေးမှာဖြစ်ပါတယ်ခင်ဗျာတောင်းရင်8လေးဖြစ်ပါမယ်တောက်ချောင်းနဲ့ .3 လေးပါခင်ဗျာကဲဒီကောင်လေးကတော့အတွင်းကန်းလေးတော်တော်လေးတန့်မယ်ဒါ TV back camera လည်းပါပါမယ်ခင်ဗျာအဲကောင်ကတော့ရိုးရိုးကြောက်ချက်အဲကောင်လေးပဲဖြစ်ပါမယ်ပေါ်စီလင်းလေးပေါက်ရပြည့်ရလုံးဝမရှိပါဘူး888သိန်းနဲ့ရောင်းချပေးမှာဖြစ်ပါတယ်တောင်းရင်8တောက်ချောင်းနဲ့လေးဖြစ်ပါမယ်ကာလာဆေးပါလေးပါလွိုင်းပလက်လေးပါပါမယ်ခင်ဗျာခေဒီဘက်မှာNissan Maxနောက်တစ်စီးထပ်ရှိပါမယ်ခင်ဗျာဒီကောင်လေးကတော့ make up ရောင်လေးဖြစ်မယ်တောင်းရင်7လေးဖြစ်ပါမယ်ခင်ဗျာရောင်းချပေးမယ့်ဈေးနှုန်းလေးကတော့998သိန်းနဲ့ရောင်းချပေးမှာဖြစ်ပါတယ်ခင်ဗျာတောင်းရင်7တောက်ချောင်းနဲ့ .3 လေးဖြစ်ပါမယ်ကဲဒါတော့အတွင်းကလေးပဲဖြစ်ပါမယ်ခင်ဗျာမချိန်မီးချိန်မချိုးမကောက်တွေပါပါမယ်အတွင်းကလေဆာဆွတ်ပေးထားပါမယ်ဒါ TV back camera လေးပါပါမယ်ခင်ဗျာဒီကောင်လေးကတော့ရိုးရိုးကြောက်ချက်အဲကွန်လေးပါ998သိန်းနဲ့ရောင်းချပေးမဲ့ကားလေးပဲဖြစ်ပါတယ်ကဲ Nissan Max လေးပြီးသွားပြီဆိုတော့ကျွန်တော်တို့ GT1 အနီရောင်လေးရှိပါမယ်ခင်ဗျာအနီနဲ့9လပါပါတယ်တောင်းရင်စစ်လေးဖြစ်ပါမယ် grade လေးလည်းမြင့်ပါမယ်ဒီဘက်မှာဆိုရင်လည်းလူကြိုက်များတယ်ဒါ Suzuki Swift လေးလည်းရှိပါဦးမယ်ခင်ဗျာဒီဘက်က GT1 လေးကတော့ဒါ Aircon Digital ဖြစ်မယ် CRM volume control တွေပါပါမယ်ခင်ဗျာ TV back camera ပါပါမယ်နီနဲ့9လပါပါမယ်ခင်ဗျာကျွန်တော်ဒီ smart key ကတော့ကျွန်တော်ပြန်ထည့်ထားပေးတာဖြစ်ပါတယ်အတွင်းကန်းကိုလေဆာစွတ်လေးတွေစုပ်ပေးထားပါတယ်တောင်းရင်စစ်လေးပါခင်ဗျာ688သိန်းနဲ့ရောင်းချပေးမှာဖြစ်ပါတယ်ကဲဒီဘက်က Suzuki Swift လေးကတော့ i10 ရန်ကုန်လိုင်စင်လေးနဲ့ရမယ် grade လေးကတော့ GL လေးဖြစ်သွားပါမယ်ပါချမ်းမီရောက်လေးဖြစ်မယ် smart key Aircon Digital လေးပါခင်ဗျာTV back camera လည်းပါပါမယ်ခင်ဗျာအတွင်းကန်းလေးတော်တော်လေးတန့်ပါတယ်လေဆာစွတ်လေးစုပ်ပေးထားပါတယ်ခင်ဗျာကဲတခြားကျွန်တော်တို့ GT1 လေးရဆိုရင်ဒါတောက်ချောင်းနဲ့လေးလည်းရှိအောင်မယ် color black တောင်းရင်7လေးဖြစ်မယ်ရောင်းချပေးမယ့်ဈေးနှုန်းလေးကတော့918သိန်းနဲ့ရောင်းချပေးမှာဖြစ်ပါတယ်ခင်ဗျကဲဒီကောင်လေးကတော့အဲကွန်ကြောက်ချက်လေးဖြစ်ပါမယ် F10 ရန်ကုန်လိုင်စင်လေးနဲ့ရပါမယ်ခင်ဗျ918သိန်းနဲ့ရောင်းချပေးမှာဖြစ်ပါတယ်တောင်းရင်7လေးပါGT1 ဟိုမှာ Aircon Digital လေးနဲ့လည်းစီးကျင်တယ်တောက်ချောင်းနဲ့လည်းဖြစ်ရမယ်ဆိုတဲ့လူကြီးများအတွက်ကျွန်တော်တို့ရှိမှာဒီမှာ D10 ရန်ကုန်လိုင်စင်လေးနဲ့ color black လေးတစ်စီးရှိပါမယ်ဒါအတွင်းကန်းကို2တုံးလေဆာစွတ်လေးစုပ်ပေးထားမယ် Aircon ကတော့ Aircon Digital လေးဖြစ်မယ်နော် TV back camera လည်းပါမယ်ကားလေးတော်တော်လေးတန့်ပါတယ်ခင်ဗျအယိုးစိတိုက်ခိုက်ရှင်းပါတယ်ကញ្ញနာတရားဝင်ရင်စစ်ထားပြီးသားကားလေးပါ938သိန်းနဲ့ရောင်းချပေးမှာဖြစ်ပါတယ်ခင်ဗျကဲဒီ Pro Box လေးကတော့1009လေးဖြစ်မယ်နီနက်လေးပါပါမယ်ခင်ဗျရောင်းချပေးမယ့်ဈေးနှုန်းလေးက988သိန်းနဲ့ရောင်းချပေးမှာဖြစ်ပါတယ်ကဲပါဝါတစ်ပေါက်ပါမယ်ခင်ဗျ D8 grade လေးဖြစ်ပါမယ်မှန်ချိန်မီးချိန်လေးပါပါမယ်ခင်ဗျ Kia Auto 2 man လေးပါ back camera လည်းပါပါတယ်ခင်ဗျဒါအနီနဲ့ဆိုပေမဲ့သူ့အတူကားကြောလေးကြံပါသေးတယ်ခင်ဗျကဲဒီဘက်မှာတာရန်နိုးလေးရှိပါမယ်ခင်ဗျာဒါအင်ဂျင်ပါဝါအကြီးကြီးအစီးကျင်တဲ့လူချင်းများအတွက်ဒါ30အင်ဂျင်လေးနဲ့ရပါမယ်ခင်ဗျာကျွန်တော်638သိန်းနဲ့ရောင်းချပေးမှာဖြစ်ပါတယ်ကဲဒီဘက်ကဝင်းကရုတ်လေးကတော့စိုးအောင်သွားပါပြီခင်ဗျကဲဒီဘက်မှာနောက်တစ်စီးရှိပါမယ်1008လေးဖြစ်ပါမယ်ခင်ဗျာတောက်ချောင်းနဲ့ကာလာဆေးပါဂျီတန်းရန်ကုန်လိုင်စင်လေးနဲ့ရပါမယ်ရောင်းချပေးမယ့်ဈေးနှုန်းလေးက988သိန်းနဲ့ရောင်းချပေးမှာဖြစ်ပါတယ်ခင်ဗျာ Kia Auto လေးပါဒါပါဝါ4ပေါက်ပါပါမယ် Aircon Digital လေးဖြစ်ပါမယ်ခင်ဗျာတောင်းရင်8တောက်ချောင်းနဲ့လေးဖြစ်ပါမယ်988သိန်းနဲ့ရောင်းချပေးမဲ့ကားလေးပါကဲဒါကတော့ wing group ပါဟိုဘက်မှာကျွန်တော်တို့ Nissan AD1 နွားကြီးရှိပါမယ်ကဲဒီကောင်လေးကတော့တောင်းရင်8လေးဖြစ်မယ်တောက်ချောင်းနဲ့လေးဖြစ်ပါမယ်ခင်ဗျာကဲကားလေးလည်းဆုံးအောင်ပြဝိုင်းဆိုတော့ဒီကားလေးနဲ့ပတ်သက်ပြီးတော့မှငွေချံအလဲထက်ရေးကြအကုန်ရပါမယ်ခင်ဗျာဆက်သွယ်ရမယ့်ဖုန်းနံပါတ်လေးကတော့399524 2323ကိုဆက်သွယ်မေးမြန်းနိုင်ပါတယ်ခင်ဗျာဗီဒီယိုဆုံးထိကြည့်ရှုပေးကြတဲ့တူတယောက်ချင်းတိုင်းကိုကျေးဇူးအထူးတင်ရှိပါတယ်ခင်ဗျာအားလုံးကျေးဇူးတင်ပါတယ်ခင်ဗျာ